ကမ္မထာလုပ်ကိုအားထုတ်နေတာဟာနိဗ္ဗာန်ကိုရောက်အောင်သွားနေခြင်းပဲဖြစ်တယ်ပေါ့ဒီလိုမသွားဘဲနဲ့နေတဲ့ပုဂ္ဂိုလ်တွေကရပ်နေတာဖြစ်တယ်နိဗ္ဗာန်ကိုဆုတောင်းပြီးတော့နိဗ္ဗာန်ဘက်ကိုခြေလန်းတလန်းမှမလှည့်ပဲကြောပေးနေတဲ့ပုဂ္ဂိုလ်တွေကဣရမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုဆိုလို့ရလာမှာတော့မဟုတ်သေးဘူးနော်ဒါကြောင့်မလို့နိဗ္ဗာန်ကိုကြောပေးနေတာမျိုးမဟုတ်ပဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရာအတွက်ဥတည်ပြီးတော့ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်နေတာအဲ့ဒါကိုဆိုလိုတယ်ကာယ ानु ပဒနာတတိပဋ္ဌာန်ပဲကျင့်မိမိစိတ်ရဲ့ခံစားမှုဝေဒနာကိုပဲရှုတာပဲဖြစ်ဖြစ်မိမိရဲ့စိတ်အခြေအနေတစ်ခုကိုရှုတာပဲဖြစ်ဖြစ်ကြံတဲ့တရားဓမ္မတွေကိုရှုတာပဲဖြစ်ဖြစ်ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ် ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့တတိရဲ့အာယုံပေါ်မှာမဂ်ခင်၅မျိုးနဲ့အလုံးလုံးနေခြင်းဟာဝိပဿနာကျင့်စဉ်ကိုကျင့်နေခြင်းပဲဖြစ်တယ်ဒါကိုဆိုလိုတယ်ဒီကျင့်နေခြင်းဒီပင်နိဝရဏတရား၅ပါးတို့ကိုဖယ်ရှားနေခြင်းပဲဖြစ်တယ်နိဝရဏတရားကို၅ပါးကိုဖယ်ရှားပြီးတတိပဋ္ဌာန်အာယုံ၄မျိုးပေါ်မှာစိတ်ကိုစိုက်ထားဘုဇင်9ပါးကိုပွားလို့ဆိုတဲ့ဒီကျင့်စဉ်ဟာတခုတည်းသောနိဗ္ဗာန်တရားကြီးကိုဖွင့်ပေးတဲ့ကျင့်စဉ်ပဲဖြစ်တယ်အရတ္တဖလပရိယောဒနာဘဂဝတောသာသနာလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ကြီးလမ်းဆုံးပန်းတိုင်ဖြစ်တဲ့အရတ္တဖို့ကိုဆက်ရောက်စေတဲ့အကျင့်ပဲဖြစ်တယ်လို့ဒီလိုထို့သုတ်တံမှာဟောထားတာရှိတယ်အဲ့တော့ဒီလမ်းကလွဲလို့သွားကြမရှိဘူးဘယ်ကမ္မထာရိပ်တာပဲဖြစ်ဖြစ်ဘယ်တရားပဲအာထုတ်ဘယ်နည်းနဲ့ပဲသွားနိဝရဏတရားပယ်ဖို့လိုတယ်တတိပဋ္ဌာန်အာယုံ၄မျိုးမှာစိတ်ဆက်ဖို့လိုတယ်ဘုဇင်9ပါးတိုးပွားလာအောင်ကြိုးစားဖို့ပဲလိုတယ်ဒါလမ်းမှန်ပဲသူအမှန်နဲ့ငါအမှန်နဲ့ညင်းเสียမလိုဘူးမြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်ကိုရှုမှတ်နေတဲ့တရားဟာဒီထဲကလားဆိုတာပဲစစ်ဆေးဖို့လိုတယ်ပေါ့နော်